ဥတုသုံးလီမြန်မာပြည်မြန်မာနိုင်ငံတွင်ຫນွေမိုးဆောင်ဟု၍ဥတုသုံးပါရှိပါသည်ဥတုသုံးပါသည်မြည်တို့ကွဲပြားခြားနာတည်းတပေါင်းလားပြည့်ကျော်တရက်နေ့မှာဝါဆိုလားပြည့်နေ့အထိလေးလာသည်ຫນွေဥတုဖြစ်သည်ပူပင်၆တွေ့သောကာလဖြစ်သဖြင့်အပင်တိုင်းတွင်ရွက်ဟောင်းများကျွေ၍ရွက်သစ်များဝေကြသည်မြေချောင်းအင်းအိုင်များတွင်ရေနေ၍တဲတောင်များပေါ်လာကြသည်ကျေးငှက်တို့တာယာစွာတွန့်ကျူးကြသည်တရက်ဖီပန်းဗရောက်ပန်းစကဝါပန်းဂန်းကော်ပန်းနှင့်စပယ်ပန်းများပွင့်ကြသည်ပူအိုက်လာသဖြင့်လူများမှပေါ့ပေါ့ပပအဝတ်များကိုဝေ၍အရိတ်ကိုခိုကာအေးအေးလူလူနေကြသည်ဝါဆိုလာပြည့်ကျော်တရက်နေ့ကပဆောင်မုံလာပြည့်နေ့အထိလေးလာသည်မိုးဥတုဖြစ်သည်မိုးဖန်ဖန်ကြွားသောကာလဖြစ်သဖြင့်စစ်ပင်ပန်းမများစိမ့်လန်းကြသည်မြေချောင်းအင်းအိုင်တို့တွင်ရေဖွေးဖွေးရှိကြသည်ကျင်းငှက်တို့အတိုင်များတွင်မိုးခိုကြသည်မြက်လေးပန်းခတ်တာပန်းရင်းမာပန်းနှင့်ကြာပန်းများပွင့်ကြသည်မထုမပါအဝတ်များကိုဝတ်ဆင်၍ထီးရောင်စုံမိုးကရောင်စုံတို့ဖြင့်သွားလာကြပါသည်တဆောင်ပုံလားပြည့်ကျော်တရက်နေ့မှတပေါင်းလားပြည့်နေ့အထိလေးလာသည်စောင်းဥတုဖြစ်သည်ငွေနှင်းဆူဆူနှင့်အချမ်းပူသောကာလဖြစ်သည်တောတောင်ရေမြေတစ်ခွင်လုံးစိမ့်ဆူလန်းဆန်းနေသည်မြေချောင်းအင်းအိုင်များတွင်မြူများဆိုင်နေသည်ဆူဆွတ်သောမိုးဥတုကုံဆုံးခဲ့သဖြင့်ကျေးငှက်တို့အတိုက်မှထွက်ခါတေးတံများတည်ကြီးလာကြသည်ခဝဲပန်းသဇင်ပန်းခွာညိုပန်းနှင့်ပေါက်ပန်းများပွင့်ကြသည်လူများမှလည်းနှင်းမုံမုံကြားတွင်အဝတ်ထူထူများအနှွေးတယ်များခေါင်းစွပ်များနှင့်လယ်စည်းပဝါများဝတ်ဆင်ကာသွားလာကြသည်ဤကဲ့သို့မြန်မာနိုင်ငံရှိဥတုသုံးလီပေါ်မူတည်၍ရာသီအလိုက်ပွင့်သောပန်းများဝတ်စားဆင်ရင်ပုံများကွဲပြားခြားနာကြပါသည်